ပြည်တော်တို့လွတ်တော်နိုင်ငံကလည်းလွတ်တော်ကိုယ်စားလှယ်များခင်ဗျာခင်မီဖင်ဖို့တိုးတက်တဲ့ဒီမိုကရေစီတစ်ကိုတည်ဆောက်တဲ့နေရာမှာနိုင်ငံသားအလုံးပညာရေးမြင့်မားဖို့လိုအပ်တယ်လို့ဒီမျိုးသားတို့ကျမ်းမာကြမ်းခိုင်ဖို့ကလည်းအခြေခံကြပြီးအဓိကကျတဲ့အချက်လည်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုအဖွဲ့အနေနဲ့လူအသက်တဲ့အရေးကြီးတဲ့ဘာမှမရှိသေးတဲ့ခံယူချက်ကိုဥထိတ်ထားစီပြီးပြည်သူလူထုကိုဓာတ်ရိုက်အကျိုးပြုမဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုအချိန်ကုန်မြင့်ဖော်ဆောင်ပေးလျက်ရှိနေပါတယ်ကျွန်တော်တို့ဆိုရတဲ့အဓိကရည်မှန်းချက်ကစေဝရှင်လင်းဆောင်ဝင်ရှိရမည်ဖြစ်ပြီးမျိုးပြနဲ့ကြေးတပါမကြမ်းစီးရဲချတာမျိုးလူတိုင်းလက်လှမ်းပြီးတဲ့ကျမ်းမာရေးစောင့်ရှောက်မှု UHC ကိုရရှိခံစားစေဖို့ဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့ပြင်းပြမျှော်မှန်းတတ်တာဟာအိန္ဒိယနိုင်ငံတွေနဲ့ရှင်နင်းကြစေဖြစ်နေတာကိုလည်းသတိပြုမိကြမှာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့မွေးဖွားစဉ်မျှော်မှန်းချက်တတ်တာဟာတောင်ပြည့်နှစ်မြန်မာကျမ်းမာရေးမျှော်မှန်းချက်နှစ်30နှစ်ချီစီမံကိန်းအစနှစ်မှာ60မှာ60နှစ်ကြားမှာသာရှိခဲ့ပါတယ်2014ခုနှစ်သကောင်စင်းရ 66.8 နှစ်2024ခုနှစ်သကောင်စင်းရ 69 နှစ်ထိတိုးတက်တာကိုတည်းတွေ့ရှိရမှာဖြစ်ပါတယ်2030ပြည့်နှစ်မှာမျှော်မှန်းတဲ့တန်းကို85မှ80နှစ်အကြားထိတိုးမြင့်လာဖို့မျှော်မှန်းဆောင်ရွက်နေပါတယ်ကျွန်တော်တို့ဆိုအနေနဲ့လူတိုင်းတက်သားစိအသက်ရှည်တဲ့နေထိုင်ရေးနဲ့လူတိုင်းယောဂပယကင်းရှင်းရေးဆိုတဲ့ရည်မှန်းချက်တွေကိုစိတ်ကောင်းစေရတဲ့ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်ကျမ်းမာရေးဆောင်ချက်မှုရဟန္တာကြီးတစ်ခုလုံးကောင်းမွန်စေဖို့အတွက်ကျွမ်းကျင်တဲ့ကျမ်းမာရေးလူဆောင်အရင်းမြစ်တွေအလွန်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ဒုနယ်ပြုနဲ့တာဖွာတင်နာကျောင်း15ကျောင်းကိုဒုနယ်ပြုသိပ္ပံများအဖြစ်အဆင့်မြင့်တင်ပြီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီးရရှိနေတဲ့ဒုနယ်ပြုသိပ္ပံဒုနယ်ပြုနဲ့တာဖွာနှင်းနဲ့တင်နန်းကျောင်း29ကျောင်းကိုလည်းဦးစားပေးအနေနဲ့ဖွဲ့စည်းပုံတိုးမြင့်ပေးခဲ့ပါတယ်ဒုနယ်ပြုတွေနဲ့ရဲ့ဂုဏ်သိက္ခာနဲ့တာဝန်ထမ်းဆောင်မှုတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့ဒုနယ်ပြုတွေအတွက်ယာဒူးအဆင့်အလိုက်ဓာတ်စာတွေးမြင့်ခြင်းနဲ့ထပ်ဆောင်ငွေတွေကိုလည်း2026-2029ဘာနှစ်နှစ်ကစပြီးခါးစားခွင့်ပြုထားပြီးလည်းဖြစ်ပါတယ်ဒါပြင်2026ခုနှစ်နှစ်ကုန်ပိုင်းမှာဆရာဝန်သစ်တွေ1200ခန့်နဲ့ဒုနယ်ပြုသစ်တွေ2600ခန့်ကိုလည်းထပ်မံခန့်နိုင်ဖို့ရထားဆောင်ရွက်လည်းရှိနေပါတယ်ကျွန်တော်တို့ဆိုတဲ့တက်မှာကျမ်းမိတ်ဆိုင်ဟာလူစားအရင်းမြစ်တွေကိုရှိသည့်ရှိထိုက်တဲ့နှုံထားပြည့်မီတဲ့အထိတိုးတက်မွေးထုတ်ပေးနေအောင်လည်းစီမံကိန်းချမှတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်အစိုးရတက်ကရပ်ပေါင်း100စီမံချက်အတွင်းမှာပြည်သူတွေရဲ့ကျန်းမာရေးအတွက်ထိရောက်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ခဲ့ပြီးမြို့နယ်90မှာလည်းကျန်းမာရေးမြင့်တင်မှုတွေလှုပ်ဆောင်မှုဒုတိယကျန်းမာရေးဦးစီးမှုတွေလည်းခန့်ထားတာဝန်ပေးနိုင်ခဲ့ပါတယ်ဒါပြင်တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးညီပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာတစ်နှစ်အတွင်းလူနာ3သိန်းအထိနင်တို့ယောဂအန်ဒီရဲ့အကဲဖြတ်စစ်ဆေးခြင်းနဲ့စေကုသမှုတွေကိုဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်ဘေးအန်ဒီရဲ့နဲ့ပြည်ပကတွေကြပစ္စည်းခဲ့ရတဲ့ဆေးရုံဆေးပေးခန်းတွေအဆောက်အဦတွေကိုလည်းဦးစားပေးပြန်တဲ့ထောင်ပေးလျက်ရှိနေပါတယ်ဒါအပြင်ကျောင်းကျမ်းမာရေးလုပ်ငန်းတွေကိုလည်းအရှိန်မြင့်ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်ကျမ်းမာရေးကဏ္ဍမှာပြည်내တဲ့အတိုင်းဒေသကြီးတွေမှာရှိတဲ့ဂရင်200ဆဆေးရုံတွေကိုလည်းဂရင်300ဆဆေးရုံအဖြစ်အဆင့်မြင့်တင်ပေးခြင်းဆေးပစ္စည်းကိရိယာများဖြစ်တင်ပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်အခြေခံအဆောက်အဦဖြည့်ဆည်းဖို့အနေနဲ့လည်းပြည်သူ့ဆေးရုံတွေကိုအဆင့်မြင့်တင်ပေးနေသလိုဆေးရုံတွေမှာကျန်းမာရေးဝန်ထမ်းများ24နာရီအသင့်ရှိနေဖို့လိုအပ်တဲ့အတွက်ကျန်းဝန်ထမ်းအရာများကိုလည်းတိုးချက်တိစောက်ပေးလျက်ရှိနေပါတယ်ကျွန်တော်နိုင်ငံအစိုးရရဲ့နိုင်ငံရဲ့ကျန်းမာရေးသုံးစိတ်ဟာ2000ပြည့်နှစ်မှာစုစုပေါင်းအစိုးရအသုံးစရိတ်က 1.5 ရာခိုင်နှုန်းကသာရှိပေမဲ့လည်း2024-2025 ခုနှစ်မှာ2.89 ရာခိုင်နှုန်း2025-26 ခုနှစ်မှာ2.3 ရာခိုင်နှုန်းရှိခဲ့ပြီး2026-2029 ခုနှစ်မှာတော့2.9 ရာခိုင်နှုန်းထိဆက်တဲ့တိုးမြင့်သွားမှာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံသားများမှာပြည်ပမှာတွားရောက်စိတ်ကူးတဲ့အရေးအတွက်ကလည်းတစ်နှစ်တစ်နှစ်ပုံမူများပြားလာတာကြောင့်နိုင်ငံခြားငွေအမြောက်များကုန်ကျနေပါတယ်ထူးချွန်ထင်မြက်တဲ့မြန်မာနိုင်ငံသားဆေးပညာရှင်အများပြားဟာပြည်ပနိုင်ငံတွေမှာတွားရောက်လုပ်ကိုင်နေကြတာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်မို့ပြည်တွင်းမှာရှိတဲ့အဆင့်မြင့်ဆေးရုံကြီးတွေတိစောက်ပြီးပြည်ပရောက်မြန်မာဆေးပညာရှင်တွေလာရောက်ဆေးကု
စေကူကူတာပေးနိုင်အောင်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းရင်းနှီးမြှုပ်နှံကြဖို့လည်းတိုက်တွန်းလိုပါတယ်